Avosom Sri la Voikat nak Unification Day. Piasu ni cu February lain buntu macam tola antua. Hiniak Memaram President kuat ni Dewa Jazong Chinam ku Chief Minister Pus Lailen Lo ni Arelpia. Myanmarတိုင်းတာကောင်းဆောင်များနဲ့ပြည်သူများရဲ့ကြိုးပမ်းမှုများကြောင့်မြန်မာနိုင်ငံကိုတစ်နှစ်အတွင်းလွတ်လပ်ရေးပေးဖို့သဘောတူညီချက်များပါဝင်တဲ့ပြည်ထောင်စုစစ်တပ်နဲ့တွန်းစည်းညီညွတ်မှုကိုအထက်အမှာပြတ်သားနိုင်ခဲ့တာယခုဆိုရင်နှစ်ပေါင်း80ပြည့်ရှိပြီဖြစ်ပါတယ်။ဒါပြင်တိုင်းတာပြည်သူမျိုးကိုမနမများလူလာတတ်နေတဲ့စံတတ်တဲ့လူဒီလိုလက်နက်ကင်ပြည်ပခါများအပိဓာန်ချုပ်ငြိမ်းဖို့နဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုခံမစွာတည်ဆောက်နိုင်ရေးအတွက်ဒီမိုင်းအဖြစ်စရာကျိုးပန်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ရင်းပြည်လူစာချုပ်လက်မှတ်ရေးထိုးတဲ့နေ့ကိုဒီထောင်စုနဲ့ဖြစ်တတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။တိုင်းတာအလုံးတစ်စေးတစ်လုံးတည်းလွတ်လပ်ရေးကိုအတူတကွရယူနိုင်ခဲ့တဲ့ရင်းပြည်ထောင်စုစိတ်ဓာတ်ကိုမြန်မာတိုင်းသားမျိုးကိုမနမများအားလုံးကအမျက်တနိုးတန်ဖိုးထားကြမှာဖြစ်ပါတယ်။ထိုကဲ့သို့သောပြည်ထောင်စုစိတ်ဓာတ်ထားပါစေလူကြရှင်တန်မြင်အောင်အသက်တမျှတန်ဖိုးထားပြီးမိမျိုးထိမ့်သိမ့်ကြဖို့လည်းအလွန်အရေးကြီးပါတယ်။Hilang selalu Chinam ku Choza Zungkip ni Anjan Tun ni pun Pusat nak Pihak Khanzong Encai Tambung itu ni Zafeng nak zong Encai